ငွေစင်ကျရိကြမှာကြည်လင်ထင်ရှားကတဘာဝလုံးကကြီးကတေးချင်းများဆိုညီကချိန်တွေတိုင်းကိုရတနာလို့တန်ဖိုးထားဒီချိန်လုံးကကြီးကပိုပြီးလာနေတာကိုယူစွာဝမ်းမြောက်စွာအတူဆုံးစည်းတဲ့ခါယုံကြည်ခြင်းတွေရှင်သန်အားများ